ချစ်တို့ရေမမလိုက်လွင့်နေပြီနော်လာကြတော့မမလိုက်ကိုကြည်ရတဲ့ချစ်တို့ကကဘာပေါ်မှာကန်အကောင်းဆုံးလူသားတွေပဲကပြရမယ်ဟုတ်လားကောင်းပြီလေကားကြတာပေါ့ Oh my god Oh my god ကဲချစ်တို့ရေကလို့လဲပြီးပြီဆိုတော့မမရဲ့လိုက်ကိုဒီမှာပဲနားကျင်ပါတယ်နောက်ထပ်မမလိုက်လွင့်ရင်တီးရအောင်မမအကောင့်ကိုဖော်လို့လုပ်ခဲ့အောင်တော့ဘိုင်ဘိုင်အားပွားဟဲ့သမီးရဲ့တက်တော့ဆော့ရင်လဲလုံးလုံးကြုံကြုံမြမဝစ်စုံလေးနဲ့ပဲစောပါလားကွယ်မမီကဘာတိလို့လဲအခုခေတ်ကအခုလိုပေါ်ပေါ်လေးတွေဝတ်မလူတွေကကြိုက်ကြတာအမလေးဖျားငါတို့ခေတ်တုန်းကတော့လုံးလုံးကြုံကြုံလေးဝတ်မလူတွေကြိုက်ကြတာပါမမီတို့ခေတ်ကဟိုးနောက်ကြီးမှကြံခဲ့ပြီအခုခေတ်ကနိုင်ငံတကာနဲ့အပြိုင်ဖိုက်ရမဲ့ခေတ်ရောက်နေပြီလေဘယ်သူပါမလဲအမေလဲတနေ့သမီးကိုပြောဖို့လောက်ပဲတည်တာလားကြာလာတော့နားကြီးလာပြီသမီးဘာသာသမီးဝစ်ချင်တာဝစ်မယ်နေခြင်းတလို့နေမယ်ဘသူမှစောက်ကယူမဆိုင်ဘူးစိတ်ညစ်တယ်ပြင်သွားတော့မယ်အမလေးဖျားမတွေးဝင်းစရာတွေဖြစ်ကုန်တော့မှာပဲကျွန်တော်ကိုလက်မှတ်လေးထိုးပေးခဲ့ပါဦး ကျမကရှင်းရဲ့ဖန်ပါသူကဈေးထဲမှာ9ယောက်နဲ့ကောင်မလေးမလားသူ့ကိုလူတွေပါလို့ဝိုင်းလိုက်နေကြတာလေဟုတ်တယ်လေမနေ့ကတက်တော့မှသူရောင်းတဲ့ငါးတွေကိုအစိမ်းလိုက်စားပြလိုက်တာညာရင်းချင်းဆယ်လီဖြစ်သွားတာလေအဲ့ဒါဆိုသူကနာမည်ကြီးပြီးအောင်မြင်သွားတဲ့သဘောပေါ့ဟုတ်တာပေါ့သူ့လိုတဲလက်မျိုးဘယ်သူမှမလုံနိုင်ဘူးလေငါလက်မှတ်သွားတောင်းလိုက်အောင်မယ်ဟဲဆောက်ဆန်းကြည့်တော့ငါလဲသူ့ထက်အောင်မြင်အောင်လုပ်ရမယ်ဈေးထဲမှာ9ယောက်နဲ့ကောင်မတောင်ဆယ်လီဖြစ်သွားပြီးသူကငါထက်ဘာဒေတာနေလို့လဲငါတကယ်စိတ်တူတယ်ငါတိပြီးငါမာသာအရမ်းမိုက်တဲ့တဲလန့်တစ်ခုရှိရင်တေချာပေါက်သူ့ထက်တာမှာပဲငါဘလို့တဲလန့်မျိုးချပြရင်ကောင်းမလဲဘယ်သူမှမလုပ်ရဲတဲ့တဲလန့်မျိုးကိုငါကောင်းကောင်းကြီးသိတာပေါ့ဟာဟူအမေသမီးကိုအမိအရရိုက်ထားတော့မလွဲစေနဲ့ရှာရှည်လိုက်တာဟဲ့ငါရိုက်ထားပါတယ်ဟဲ့သွားတော့ရိုက်ပြီဟီခွေးမဲလေးချစ်စရာခွေးမဲလေးမဲတူတူနဲ့ခွေးမဲလေးချစ်စရာခွေးမဲလေးမမကိုကြိုက်ချစ်စရာခွေးမဲလေးကိုက်လိုက်စမ်းပါမမကိုချစ်စရာခွေးမဲလေးစောင့်ကန်လိုက်တော့သမီးပြေးသမီးအမိအရရိုက်ထားတော့အမေကဲကြပါပြေးထားသမီးပြေးထားကဲကြပါမလေးကဲကြပါအောင်ခွေးမဲကြီးလိုက်ဆွဲနေလို့မလေးတေပါပြီကဲကြပါအောင်ကျမကိုကိုက်နေပြီကဲကြဖိုက်ပြီးသမီးပြန်ကိုက်နေပြီနားလိုက်တာအမေရဲ့သမီးအစဉ်ပြေရဲ့လားအမေတို့စေကန်းသွားရအောင်သမီးတရုပ်ဆောင်တာကောင်းတယ်မလားအမေအရန်မိုက်တယ်ဒါမှငါသမီးကလိုင်းပေါ်တင်ရင်အမေနာမည်ပါထည့်တင်ပေးအောင်လိုက်ကလည်းနည်းနည်းလေးရသေးတယ်အလကားငါးစိမ့်စားပြတာဒီကြလိုက်ပေးကြတယ်ငါလိုရမ်းမိုက်တာတီတင်တဲ့လူကိုကြတော့လိုက်မပေးကြဘူးစိတ်ညစ်တယ်ငါဘာလုပ်ရမလဲငါကောင်းတေရှုံနေပြီစဉ်းစားစမ်းငါတိပြီငါဒီထက်မိုက်တဲ့တဲလက်တွေလုပ်ပြရင်လူတွေငါ့ကိုသတိထားမိပြီးကြိုက်လာမှာပဲဟာဒီတစ်ခါတော့အမေသမီးကိုတေချာရိုက်ပေးရမယ်နော်နည်းနည်းလေးမှလွဲလို့မရဘူးငါ့ကိုဘာမှမလုပ်တတ်တဲ့အဖွားကြီးထင်နေလားရှာမရှိနဲ့ရိုက်ပြီသမီးတော်ရိုက်မှကားတွေကတစည်းမှမလာတော့ဘူးလမ်းပေါ်မှာမှောက်ရားထိုးလိုက်သမီးဟိုမှာကားတစည်းလာနေပြီအမေအရရိုက်ထားတော့အမေငါရိုက်ထားတယ်လွယ်ဒီပဲကျမကိုကားနဲ့တိုက်လိုက်ကျမကိုတိုက်သွားသမီးကိုကားနဲ့တိုက်သွားကျမကိုတိုက်လိုက်အမလေးတော့ငါသမီးလေးပေါ်ရင်းနေပြီးအရမ်းမိုက်တယ်တိုးမှန်ပေါ့ငါရောငါအမေပါကားတိုက်ခံပြီးရိုက်ထားရတာတော့လိုက်မပေးကြဘူးဘလို့လူတွေလဲစိတ်တူတယ်အမေလဲမောနေပြီသမီးရဲ့တဲလန့်တွေကိုချမပြပဲအောင်မြင်တဲ့သူတယောက်ကိုအတုံးချပြီးတက်တော့ပေါ်တင်လိုက်ရင်သူ့စီကလိုက်တေးဖန်တီအကုန်သမီးစီရောက်လာမှာပဲလေကောင်းလိုက်တဲ့အကြံပဲစောရဲကအမေကိုမေးခဲ့ရမှာဘယ်လိုလုပ်ရမလဲဆိုတာသမီးကောင်းကောင်းကြီးသိတာပေါ့
ငါးတေရမယ်နော်လက်လက်ဆက်ဆက်ငါးတေရမယ်ကျမစီကငါးတေဝယ်ရင်ကျမနဲ့တူတူပုံရိုက်ခွင့်ရမယ်နော် ဒီတစ်ခါအမေလဲလိုက်မယ်အမေလဲဆယ်လီဖြစ်တော့ပိုကောင်းတာပေါ့ပြောထားတဲ့အတိုင်းပဲလုပ်မယ်နော် လွယ်ဒီပဲလားအမေဒါဆိုသွားကြမယ် သမီးကတက်တော့မှနာမည်ကြီးနေတဲ့ငါးစိမ့်စားတဲ့ကောင်မလေးမလား sorry နော်ကျမသူစိမ့်တွေနဲ့စကားမပြောဘူးရှင်ကျမနဲ့ပုံရိုက်ချင်လို့လား ဟုတ်ပါဘူးကွယ်သမီးကနာမည်ကြီးဆယ်လီဆိုတော့အန်တီသဘောကျလို့ပါ ကျေးဇူးပါနော်ကျမကလူတွေနဲ့အလားချစ်ရှိလို့ကျမနဲ့ဝေးဝေးလေးနေပေးပါလား အေးပါကွယ်သမီးဆောင်ကန်လိုက်တော့ တော့ဟဲ့အောက်မလေးမလေးပြေပါပြီကြကြပါအောင်ကျမကိုအနိုင်ကျင့်နေကြတယ်ကြကြပါအောင်ဟီဟီဟီဟာ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 ဟီဟီဟီဟာ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  ညီကြောင်ဆောက်ရှက်ကွဲပြီးစောက်ရမ်းမျက်နှာငယ်ရတယ်အခုဆိုရက်ွက်သေးကလူတွေငါအကြောင်းတွေပြောနေလောက်ပြီ သမီးတောင်းပန်ပါတယ်အမေသမီးလည်းမရည်ရွယ်ပါဘူးအမေရဲ့ မလိုဘူးညီလဲဆယ်လီဖြစ်ဖို့မစူးစမ်းနဲ့တော့စူးစမ်းလဲငါမကူညီနိုင်တော့ဘူးမင်းဘာသာသားတယောက်တည်းလို့ တက်တော်ဆော့ရတာကိုငါရမ်းကြိုက်တယ်ဒါပေမဲ့ငါရဲ့တဲလန့်တွေကိုဘယ်သူမှအတိမတ်မပြုကြဘူးငါရအောင်လုပ်မယ်ဘယ်သူမှမကူညီရင်လဲငါဘာသာတယောက်တည်းရအောင်လုပ်မယ်နင်းဒီတိုက်ပေါ်ကခုံချလိုက်ရင်စောက်ရမ်းကော်သွားမှာငါမိုက်စားရိုက်ပေးမယ်ခုံချလိုက်ရင်ငါတည်သွားမှာပေါ့မတည်ဘူးခုံပြီးငှက်တေလိုအတောင်ပံဖြန့်လိုက်ရင်နင်းနဲ့ပြည်ထီရောက်သွားမှာတကယ်လားအဲ့ဒါဆိုခုံမယ်အောင်းနဲ့ခုံဒီတစ်ခါနင်းလိုက်တွေအများကြီးရမှာတေချာတယ်ငါ့ကိုနှိမ့်ဆက်တဲ့ဆောက်ယူမှာတေဆန်းနင်းထိုက်နဲ့နင့်ကန်ပဲကဲကြပါအောင်ကျမပြန်လို့မရဘူးကဲကြပါအောင်အမလေးကျမပြုတ်ကြနေမလေးဓာတ်လိုက်နေပြီမလေးသမီးအမှားကြီးမှားသွားပြီသမီးအခုနောင်တတွေရနေပြီအမေ သမီးရဲ့ဘာမှနောင်တမရနဲ့သမီးဖြစ်ချင်ခဲ့တာတွေကသူတစ်ပါးအောင်မြင်မှုကိုမနာလိုစိတ်တွေဖုံးလွှမ်းပြီးဖြစ်ချင်နေခဲ့တာအဲ့ဒါတွေကိုခေါင်းထဲမထည့်နဲ့ဖြစ်ချင်တန်ရင်ဖြစ်မှာပဲသမီးနောက်မှာအမေတို့အမြဲရှိတယ်နော် အမေစကားကိုကြားရတာသမီးအားရှိလိုက်တာမေမေရဲ့သမီးဘဝအတွက်အကောင်းဆုံးစူးစမ်းသွားမယ်လို့ကတိပေးပါတယ်မေမေရဲ့ Oh my god! Ah! Oh my god! Ah! ငါသမီးမြန်မာဆန်ဆန်လေးနဲ့စောမလိုက်တွေအများကြီးရနေပြီအမေရင်ကလေးကမြန်မာဆန်ဆန်လေးစော့လို့ပြောခဲ့တာကိုငါသမီးကနားမထောင်ခဲ့ဘူးလေ အဲ့ကလေးကအမေစကားကိုနားထောင်ခဲ့ရမှာအခုသမီးဖန်တီကမြန်မာဆန်ဆန်လေးကိုကြိုက်ကြတာလေသမီးလည်းအခုမြန်မာဆန်ဆန်လေးဝေ့ရတာကိုအရန်ကြိုက်နေပြီ ယခုနှစ်အတွက်အကောင်းဆုံးတက်တော်စုကိုရရှိသွားသူကတော့ Oh my god အားဖြစ်ပါတယ် ကျမဒီစုကိုရလိမ့်မယ်လို့ထင်တောင်မထင်ထားခဲ့ဘူးရသွားတော့လဲဝမ်းသာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အာဘွားမွမော့တန်ယူပဲချီမတ်ဒီနေ့ကငါဘဝမှာအပျော်ဆုံးနေပဲငါရမ်းဖြစ်ချင်တဲ့အောင်မြင်တဲ့လူတစ်ယောက်တကယ်ဖြစ်လာခဲ့ပြီဘာတန်ဒီလဲအမလေးလူအုပ်ကြီးငါစီလာတီးပြီးလောက်ကြပါအောင်လက်ထဲမှာလဲလက်နက်တွေနဲ့ငါမြန်ပြေးမှရမယ်စောင့်ပါအောင်ကျမကရှင်ရဲ့ကို စောင့်ပါဦးမိမလာလေးစောင့်ပါဦး စောင့်ပါအောင်စောင့်ပါအောင်စောင့်ပါအောင်ကျမဟင်းချက်ရင်စောင့်ပါအောင်စောင့်ပါအောင်ရှင်ရဲ့ Oh my စောင့်ပါ god! အောင်စောင့်ပါ